အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ enlighten ဖြစ်သွားတဲ့အရာလေးတစ်ခုကိုကျွန်တော်မျှဝေပေးချင်ပါတယ်ကျွန်တော်ပုံမှန်ဆိုရင်တော့ဒီလိုမျိုးမျှဝေပေးလို့မရှိပါဘူးဒီလိုမျိုးဗီဒီယိုတွေနားထောင်ခြင်းနဲ့ဆိုရင်တော့ like and comment တွေမှာကြိုတင်ပြီးတော့အားပေးထားလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဘာကိုတွေးလိုက်လဲဆိုရင်တော့เนาะကျွန်တော်လူတွေဘာကြောင့်မလို့လူဖြစ်လာတယ်ဘာကြောင့်မလို့เนาะဆက်ပြီးတော့အသက်ဆက်ရှင်နေရယ်ဘာကြောင့်မလို့တယောက်နဲ့တယောက်ကွာခြားသွားတယ်ဆိုတာလေးကိုကျွန်တော်တွေးသွားတာလေးကိုမျှဝေပေးချင်ပါတယ်။အဲ့တော့ကျွန်တော်ဒီဗီဒီယိုကိုမကြည့်ချင်တဲ့သူတွေဆက်ပြီးတော့နားမထောင်ချင်တယ်ဆိုရင်ကြော်သွားလို့ရပါတယ်ခင်ဗျာเนาะအဲ့တော့ကျွန်တော်ကတော့ပုံမှန်ကတော့ဒီကျမ်းမာရေးနဲ့ပတ်သက်တယ်เนาะပြီးသွားရင်ကျွန်တော်တို့ mindset နဲ့ပတ်သက်တာတွေကိုပဲကျွန်တော်ပြောပြလေးရှိပါတယ်။အဲ့တော့ဒီနေ့အားလုံးကိုပေါ့နော်ကျွန်တော်သိတဲ့နဲ့ပြီးသွားရင်လည်းပဲကျွန်တော်တို့လူမျိုးပေါ့နော်မစင်စားမိတဲ့သူတွေကျွန်တော်တို့မသိတဲ့သူတွေသိသွားစေခြင်းတဲ့စေတနာနဲ့ပဲကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ဘသူကိုမှပေါ့နော်ကျွန်တော်ကဆရာကြီးလုပ်လို့တဲ့စိတ်မရှိဘူးဘသူကိုမှလည်းပဲကျွန်တော်ကထိုက်ခိုက်တဲ့စိတ်မရှိပါဘူးเนาะကျွန်တော်ကပြောရမယ်ဆိုရင်เนาะရိုးရိုးစေတနာရိုးရိုးလေးနဲ့ပဲပြောပြရဖြစ်ပါတယ်ဒါကြောင့်မလို့ပြောနားထောင်ပြီးသွားတဲ့အခါမှာငါ့ကိုစောင်းပြောနေတာလားငါတို့ကိုတခုခုရည်ရွယ်တာလားဆိုတာမျိုးမထင်စေချင်ပါဘူးเนาะအဲ့တော့စိတ်ထဲမှာရှင်းရှင်းလေးအေးချမ်းချမ်းရှိပြီဆိုရင်ဆက်လက်နားထောင်နိုင်ပါတယ်မဟုတ်ရင်လည်းပဲကြော်သွားနိုင်ပါတယ်ခင်ဗျเนาะအဲ့တော့ဒီလိုမျိုးဗီဒီယိုလေးတွေကိုစိတ်ဝင်စားရဆိုရင်တော့ဆက်ပြီးတော့နားထောင်နိုင်ပါတယ်နောက်ထပ်လည်းပဲရအောင်ကျွန်တော်စူးစမ်းပါမယ်ပထမဦးဆုံးကျွန်တော်သိလိုက်တာကတော့တယောက်နဲ့တယောက်ဘာကွာခြားသွားလဲဆိုရင်တော့ညံကွာသွားတယ်လို့ကျွန်တော်မြင်ပါတယ်လက်ခံတာတော့မသိဘူးပေါ့နော်ညံဆိုတဲ့အရာအင်္ဂလိပ်လိုပြောရင်တော့ wisdom လို့ခေါ်တယ်နော်ကျွန်တော်တို့ဗမာပြည်ရလူတွေကတော့အသိဉာဏ်လို့ခေါ်တာပေါ့သို့တော့ကျွန်တော်ဒီထက်ပိုပြီးတော့အထူးပြုချင်တယ်ပိုပြီးတော့အထူးအလေးနဲ့ပြုချင်တာကတော့ဉာဏ်လို့ကျွန်တော်ပြောစီချင်တယ်တယောက်နဲ့တယောက်ကျွန်တော်တို့ဘဝတွေကွာခြားသွားတယ်တယောက်နဲ့တယောက်အတွေးခေါ်တွေကွာခြားသွားတယ်တယောက်နဲ့တယောက်နော်ဘဝတွေကွာခြားသွားတယ်ပြီးတော့နောက်ဆုံးပိတ်ဒီဘဝဆုံးသွားတဲ့အချိန်မှာလည်းပဲနော်ကွာခြားသွားတာတွေဒီကျွန်တော်မြင်တာကတော့ဉာဏ်လို့မြင်ပါတယ်ဥပမာလေးအကြောင်းမြင်တစ်ခုပြောပြမယ်နော်ကျွန်တော်တို့လူလောကမှာအခြေခံလိုအပ်တာဘာလဲဆိုရင်တော့တယောက်နဲ့တယောက်လူမှုဆက်ဆံရေးတွေလိုတယ်လူတွေလောကမှာနေနေရဖြစ်တဲ့အတွက်အဲ့လိုမျိုးလူမှုဆက်ဆံရေးထဲမှာကျွန်တော်တို့တယောက်နဲ့တယောက်ကသင်တန်းတွေတက်ကြရရှိတယ်တချို့ဆိုရင်ကိုသိတာတွေကိုမျှဝေပေးခြင်းနဲ့တချို့တွေဆိုရင်စာဖတ်ရင်းနဲ့နော်ပို့ပြီးတော့ဘုသူတတွေကျွဲဝလာတဲ့အခါမှာပို့ပြီးတော့အစင်တန်းတွေမြင်လာတယ်လို့သူတို့ရဲ့ဆက်ဆံရေးတွေပိုကောင်းလာတယ်ဆိုတာကိုသိမယ်သူတို့ကဘယ်သူမှမွေးကလေးကကောင်းလာတာမရှိပါဘူးနော်အဲ့တော့ဘာကိုပြောတာလဲဆိုရင်တော့ဒါတွေဒီဉာဏ်ပညာတွေမဟုတ်ဘူးလားကျောင်းတဲ့တယောက်သူတို့ရဲ့သိထားတဲ့ပညာတွေဉာဏ်တွေကိုကျွန်တော်တို့သုံးသပ်တယ်စဉ်းစားတယ်စဉ်းကျင်တယ်အကောင်းဆုံးကိုရွေးထုတ်ပြီးတော့လောကမှာကျွန်တော်တို့အတွေ့အကြုံတွေနဲ့နှိုင်းယှဉ်ပြီးတဲ့အခါမှာအကောင်းဆုံးကိုပြန်ပြီးတော့သိတာတဲ့အခါမှာပြောပြတဲ့အခါမှာအတွေ့အကြုံကဖြစ်စေပြန်လည်ပြီးတော့เนาะအတွေ့အကြုံရှိတဲ့သူတွေရဲ့ပညာရက်နဲ့ဖြစ်စေအကောင်းဆုံးကိုယူပြီးတဲ့အခါမှာဒါတည်းအတုံးချတဲ့အခါမှာတကယ်အကျိုးရှိတဲ့အခါမှာတကယ်ကိုအကောင်းဆုံးเนาะပညာတွေဉာဏ်ပညာတွေပိုင်ဆိုင်သွားတဲ့အခါမှာတယောက်နဲ့တယောက်ဆက်ဆံရေးကောင်းတယ်တယောက်နဲ့တယောက်ဘဝတွေပို့ပြီးအဆင်ပြေလာတယ်နေရတာပြောလာတယ်ဆိုတာမျိုးတွေဖြစ်လာတယ်နောက်ဉာဏ်ပညာတခုကကျွန်တော်တို့ကိုယ်တိုင်ခံစားရတဲ့ကိုယ့်ရဲ့ကိုယ်တွင်းမှာဖြစ်နေတဲ့ကိုယ်နဲ့သက်ဆိုင်တဲ့ဉာဏ်လို့ကျွန်တော်မြင်တယ်တချို့ကကြတော့လည်းပဲ emotional လို့ခေါ်တာပေါ့နော်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာကိုယ်ရံဖြစ်နေတာရှိတယ်နော်ကိုမကြေမနက်နိုင်တဲ့ခွင့်မလွတ်နိုင်တာတွေရှိတယ်ပြီးခဲ့တဲ့အတိတ်တွေကိုကိုကနေပြီးတော့မဆုံးဖြတ်နိုင်တဲ့တွေ့ဝင်နေတာရှိတယ်ပြီးသွားရင်ကိုယ်တိုင်ကနေပြီးတော့မတရားသဖြင့်ကိုလုံနေတာရှိတယ်ဒါတွေကိုတရားသဖြင့်လုံနိုင်ဖို့လိုတယ်တရားသဖြင့်ရှိနေဖို့အေဂျင့်နေဖို့လိုတယ်နောက်ပြီးသွားရင်လည်းတစ်ဖက်သားသူနဲ့ဆက်ဆံတဲ့အခါမှာလည်းပဲမတရားသဖြင့်မလုံမိစေဖို့အနိုင်မကျင့်ဖို့တစ်ဖက်သားဘူးပေါ်မှာကိုချင်းမစားဘဲနဲ့မလုံဘဲနဲ့ကိုတိုင်တစ်ဖက်နဲ့တစ်ဖက်အဆင်ပြေအောင်နေဖို့ဆိုတာလည်းပဲကျွန်တော်တို့စိတ်ခံစားမှုမတရားသဖြင့်မလုပ်ဘဲနဲ့တရားသဖြင့်နေနဲ့သွားနေတယ်ဆိုတော့เนาะဒီ emotional ဘိုင်းတွေညံလို့တယ်ဒီတော့ပို့ပြီးတော့မြင်လာတာကတော့ကျွန်တော်မြင်တာကတော့ spiritual လို့ခေါ်တဲ့ဒီစိတ်ဝိညာဉ်ဘိုင်းလို့ဘာသာပြန်တာပေါ့เนาะအမှန်ကတော့ဝိညာဉ်ဆိုတော့ကျွန်တော်မရှိဘူးလို့ထင်ပါတယ်အဲ့တော့ spiritual ဘိုင်းမှာကျွန်တော်တို့စိတ်ခံစားမှုထက်ပို့ပြီးတော့မြင့်သွားတဲ့အရာတစ်ခုပေါ့เนาะ
အလွယ်ပြောရမယ်ဆိုရင်တော့အားလုံးကိုကျွန်တော်တို့လူတွေကအမှန်လို့ထင်နေတဲ့เนาะလိုက်ရှာနေကြတဲ့ပျော်ရွှင်မှုတွေဒီတကယ်တော့ကြာရှည်မခံဘူးဆိုတာကျွန်တော်တွေ့လာရတယ်အပျော်တွေကျွန်တော်တို့ရှာတယ်เนาะပစ္စည်းကောင်းစားတွေဝယ်သုံးတဲ့အခါမှာပျော်ရွှင်သွားတယ်လို့ခံယူတဲ့အတွက်အကောင်းစားတွေနေအောင်လုပ်တယ်သို့တော့အဲ့ပျော်ရွှင်မှုကကြာရှည်ခံလားဆိုတော့ကြာရှည်မခံဘူးဆိုတာတွေ့အဲ့ဒီခါမှာတကယ်အနှစ်တည်ပါလဲဆိုရင်တော့အေးချမ်းမှု peacefulness ဆိုတာကိုထပ်သွားတွေ့ပါတယ်အဲ့တော့လူရဲ့တယောက်ချင်းစီမှာကိုယ်တိုင်ကိုယ့်ရဲ့အမြင်ဆုံးဖြစ်တဲ့နော်ဒီစိတ်အေးချမ်းမှု spiritual ဘိုင်းတည်ငြိမ်မှုနော်တမထလို့တမာတိလိုမျိုးခေါ်တဲ့အေးချမ်းမှုတည်ငြိမ်မှုကိုကရရှိထားတယ်ဆိုရင်လောကဓာတ်ကိုလည်းခံနိုင်တယ်လို့တစ်ဖက်သားသူကိုလည်းခံနိုင်တယ်လို့ကိုယ်တိုင်ဖြစ်လာတာကိုလည်းဖြည့်ရှင်းနိုင်တယ်လို့ကျွန်တော်တို့ရဲ့နော်ဒီရှေ့ဆက်သွားမယ်အတွက်လည်းပဲနော်ပြောရမယ်ဆိုရင်တော့လမ်းမမှားပဲနဲ့တဲ့တဲ့သွားနိုင်မှာဖြစ်တယ်ဒူးဆန်းတာဖြစ်အဲ့တော့ကျွန်တော်တို့ပြန်စဉ်းစားရမယ်ဆိုရင်တော့ဘာကြောင့်မလို့လူလောကတွေကိုလူဖြစ်လာတာလဲကျွန်တော်တန်တရားတစ်လျှောက်မှာဘဝအဆက်ဆက်မှာကျွန်တော်တို့တွေအရန်ချမ်းသာခြင်းတဲ့ဘဝကြီးတွေရောက်ခဲ့ပြီးပြီအရန်ပျော်ရွှင်ပဲကောင်းတဲ့တာယာပဲကောင်းတဲ့ကျွန်တော်တို့ဘုံဘဝတွေလည်းရောက်ခဲ့ပြီးပြီเนาะအဲ့တော့ဒီလိုမျိုးတွေကသိရပညာရှိတဲ့လူတွေလည်းပဲပြောပြတာတွေလက်ခံမှာပါကြားဘူးမယ်เนาะလက်ခံတဲ့ရှိသည်လက်မခံရှိသည်ဒါကကိုယ့်ရဲ့သဘောပါအဲ့တော့ကျွန်တော်ကတော့ကျွန်တော်တို့ဘဝဆက်ဆက်မှာကြုံခဲ့လို့ဒါလျင်ဒီဘဝမှာတွေ့လဲပဲကျွန်တော်တို့ဆန်ဘာကြောင့်လဲဆိုတော့အလွယ်တကူဒီဒါဖြစ်နိုင်တယ်ဆိုတာကိုလူတိုင်းကျွန်တော်တို့သိနိုင်တယ်အဲ့တော့ဘဝဆက်ဆက်မှာကျွန်တော်တို့မကြုံခဲ့တဲ့အရာတခုတော့ရှိတယ်เนาะအဲ့ဒါအကယ်၍မရှိခဲ့ဘူးဆိုရင်လည်းပဲအခုဒီဘဝမှာဆက်ပြီးတော့သွားရင်းနဲ့နောက်ဘဝထိထပ်ပြီးတော့တန်တရားကျင်နေနေဦးမှာအဲ့ဒါကတော့ကျွန်တော်တို့ဒီအမြင့်ဆုံးဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့ဉာဏ်မရသေးလို့ပဲဖြစ်မှာပဲအဲ့တော့အဲ့နိဗ္ဗာန်ကိုကျွန်တော်တို့ရောက်မှသာလျှင်ကျွန်တော်တို့ရဲ့เนาะဒီဘဝတန်တရားကြီးဟာဆုံးဖြတ်သွားမှာဖြစ်တယ်ပြတ်သွားမှာဖြစ်တယ်လွတ်မြောက်သွားမှာဖြစ်တယ်အေးချမ်းမှုအဆုံးစုံဆုံးရောက်သွားမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီဉာဏ်ပညာကိုလိုချင်တဲ့အတွက်ကျွန်တော်ကတော့ဒီသာသနာခေတ်တဲ့ဒီလူဘဝရောက်လာတယ်လို့ကျွန်တော်မြင်ပါတယ်ဒါကြောင့်မလို့เนาะအကယ်၍ဒါလင်းအခုဒီဘဝဆုံးရှုံးသွားပြီးတော့ရောက်သွားမယ်ဆိုရင်ကိုယ့်ကိုเนาะဘဝဆက်ဆက်ဒီမှာပါရမီဖြည့်ခဲ့တာဖြစ်ဖြစ်အရင်ဘဝတွေကနေပြီးတော့ဒီလူဘဝဖြစ်အောင်ရောက်အောင်ကိုကကြိုးစားခဲ့ရပြီးတော့ဒီဘဝရောက်ခဲ့ပြီးတော့เนาะဘာမှကိုမရလိုက်ပဲနဲ့ချီးနီးနဲ့ပြန်သွားလိုက်ရတာပဲဒါမှမဟုတ်ကိုလိုချင်တာကိုမရလိုက်ပဲနဲ့ရောက်နောက်ဆုံးရှုံးသွားတာမျိုးဖြစ်သွားခဲ့မယ်ဆိုရင်ကိုဂျင်းနဲ့နိုင်ပါမလားဒီဘဝဆုံးခံဒီတို့မဟုတ်နောက်ဘဝရောက်သွားတဲ့အခါမှာဩငါအရင်ဘဝတုန်းကဒီလောက်အခွင့်အရေးရခဲ့တာနဲ့ငါမယူခဲ့ဘူးဒီဉာဏ်ကြီးရတဲ့တာနဲ့မရခဲ့တဲ့အခါမှာကိုပြန်ပြီးတော့ခွင့်လွှတ်နိုင်ပါမလားပြန်စဉ်းစားကြည့်ပါကိုတိုင်းကိုเนาะမကြည်မနှက်ဖြစ်မယ်နောင်တရရနိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီဘဝဖြစ်ရတာတန်ပါမလားကျွန်တော်တို့အဲ့လိုမြင်တယ်အဲ့ဒီတော့ကြောင့်မလို့ဒီဘဝမှာเนาะကိုနောင်တမရအောင်ဘာကြောင့်မလို့လူဖြစ်လာတယ်ဆိုတာသိတဲ့နေ့เนาะဘာကြောင့်မလို့ကိုဟာအသက်ဆက်ရှင်ရမလဲဆိုတာကိုသိတဲ့နေ့ဒီကျွန်တော်တို့အတွက်အမြင့်မြတ်ဆုံးအကောင်းဆုံးနေ့ဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်เนาะဒါကတော့ကိုယ်ခံယူချက်ပါတယောက်တူချင်မှတူပါလိမ့်မယ်เนาะအဲ့တော့ကျွန်တော်တို့ဉာဏ်ထဲမှာပြောရမယ်ဆိုရင်အမြင့်ဆုံးဒီကျွန်တော်ကတော့ဒါဗုဒ္ဓဘုရားတပ်ပညုတဉာဏ်လို့ပဲကျွန်တော်ကလက်ခံပါတယ်အဲ့တော့မြတ်စွာဘုရားဒီသားလင်းအကုန်လုံးကိုအလုံးစုံသိတဲ့အတွက်เนาะတခုဖြစ်တဲ့ခါကျရင်လည်းပဲအကျိုးတင်ကြောင်းတင်စဉ်းစားနိုင်တယ်ရေရှည်တွေးနိုင်ပြီးတော့အကောင်းဆုံးကိုဖြည့်ရှင်းနိုင်တဲ့ဉာဏ်ပညာနဲ့ရထားတာဖြစ်တယ်အဲ့တော့ဥပမာလေးတစ်ခုပြောပြမယ်ဆိုရင်ဘုရားရဲ့ဉာဏ်ကိုယ်ထဲမှာရှိတယ်เนาะကျွန်တော်တို့အရဟံဉာဏ်ဆိုရင်ကျွန်တော်တို့ဒါဒီကိလေသာတွေဒီမကောင်းဘူးဆိုတာကိုသိတဲ့အတွက်ကြောင့်မလို့ပယ်တတ်လိုက်ပြီးတော့အလုံးစုံကိုရှင်းလင်းသွားနိုင်တဲ့ဉာဏ်ဖြစ်တယ်ဒီလိုမျိုးဉာဏ်ရဖို့ဆိုတာဒီเนาะကျွန်တော်တို့တာမန်တွေးုံနဲ့ကျွန်တော်တို့ဘယ်လို့မှเนาะစဉ်းစားလို့တော့မရတဲ့ဉာဏ်ဖြစ်တယ်အဲ့လိုမျိုးဉာဏ်တွေတစ်ခုပြီးတစ်ခုမြင့်လာတဲ့အတွက်ကြောင့်ဒါလင်းဒီလိုမျိုးဉာဏ်တူးတွေကိုပိုင်ဆိုင်ပြီးတော့ဘဝတွေပြောင်းလဲသွားတယ်เนาะနောက်ဆုံးပိတ်เนาะကျွန်တော်တို့ဒီယုတ်နံတွေ
ကျွန်တော်တို့ရဲ့သဘောတရားတွေမြင်လာပြီးတော့မလိုချင်တဲ့အစုံချုပ်သွားပြီးတော့ဒီတန်တရားကနေလွတ်မြောက်သွားတဲ့ဉာဏ်ကိုကျွန်တော်တို့နိဗ္ဗာန်ဆိုတဲ့ဉာဏ်ကိုရအောင်ပြနိုင်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တဦးနဲ့တဦးเนาะအခြေခံပြောရမယ်ဆိုရင်လူလောကမှာလည်းပဲဉာဏ်ကြီးတဲ့သူဉာဏ်မြင့်တဲ့သူတွေပို့ပြီးတော့ကျွန်တော်တို့ရဲ့ဘဝတွေပိုမြင့်သွားအောင်တွေ့ရပါတယ်ဥပမာအလွယ်ဆုံးပြောရမယ်ဆိုရင်เนาะကိုယ်တိုင်ကိုဘယ်လိုမျိုးစောင့်ရှောက်ရမလဲဆိုတဲ့အကျင့်မှရဲ့အသိဉာဏ်နေတယောက်နဲ့တယောက်ဆက်ဆံတဲ့အခါမှာလည်းပဲဘယ်လိုမျိုးဆက်ဆံရမလဲဆိုတဲ့ဉာဏ်နေเนาะပြီးသွားရင်လည်းပဲတဦးနဲ့တဦးကိုကျွန်တော်တို့မတရားသဖြင့်မလုပ်ပဲနဲ့တရားသဖြင့်နဲ့ကျွန်တော်တို့အေးချမ်းတဦးနဲ့တဦးသွားမယ်ပြင်မစိုးတရားတွေသိဖို့အတွက်စဉ်းစားဆင်ခြင်ဉာဏ်အကျိုးတင်အကြောင်းတင်ဉာဏ်တခုခုပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ရေရှည်ရေတူတွေးနိုင်တဲ့ဉာဏ်တွေဆိုတာကျွန်တော်တို့တယောက်နဲ့တယောက်ကွာရင်ကွာသလိုကျွန်တော်တို့ဘဝတွေကွာသွားတာကိုကျွန်တော်တို့တွေ့ရတယ်เนาะဒါကြောင့်မို့ကျွန်တော်ကတော့ခံယူတာကတော့ဉာဏ်ဒီအရေးကြီးဆုံးနဲ့เนาะအလေးနဲ့ထားတဲ့အရာတစ်ခုဖြစ်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့တယောက်နဲ့တယောက်ဘဝကွာသွားမှာဖြစ်တယ်လို့နောက်ဆုံးပိတ်ဘဝเนาะနောက်တစ်ဘဝပြောင်းလာတဲ့အခါမှာလည်းပဲအဆုံးဖြတ်ပေးသွားမှာဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်။အဲ့တော့ကျွန်တော်ဒီလိုမျိုးမြင်တဲ့အပေါ်မှာလည်းပဲအားလုံးကเนาะပြန်ပြီးတော့ဆွေးနွေးလို့ရတယ်လို့ဒီလိုမျိုးထပ်ပြီးတော့သိကျင်တာလေးရှိတယ်ဆိုရင်လည်းပဲဒီမှာ like and comment လေးတွေမှာရေးခဲ့ပြီးလို့ရပါတယ်အားလုံးဟုတ်လားပါကျေးဇူးအများကြီးတင်ပါတယ်ဒီထိနားထောင်ပေးတဲ့အတွက်เนาะ